နှစ်ထောင်ပေါင်းများစွာတောင်ကြာခဲ့ပြီကဘာပေါ်ကအင်အားအကြီးဆုံး empire တွေကအမားတစ်ခုကိုပဲထပ်ခါလုံခဲ့ကြတယ်အဲ့ဒါကဘာလဲဆိုတော့အီရန်ကုန်းမြင့်မြစ်ကိုလက်နက်အင်အားနဲ့သိမ်းပိုက်ပြီးတော့ကြီးချင်းကျေးမှုကိုမြေပေါ်နဲ့ဖျောက်ဖျက်ပြစ်လို့ရမယ်လို့ချိန်ခဲ့ကြတာပဲဒီနေ့မှာတော့အီရန်ကသူ့ကိုအချင်းချင်းလာသိမ်းတဲ့သူတွေကိုဘလို့များယဉ်ကျေးမှုအရာပြန်လဲလွှမ်းမိုးသွားနိုင်ခဲ့တယ်လဲဆိုတော့နှစ်ပေါင်း9000လောက်တက်တန်းရှိတဲ့ပဟေလီကြီးကိုအတူတူအပြေရှားကြည့်ကြရအောင်ဒီနေရာမှာမင်းဆရာမိခွန်းကြီးတစ်ခုရှိလာပြီရှင်ကျေးမှုတစ်ခုကသူ့ကိုယ်သူဖြစ်စည်းခံရတဲ့အခြေအနေကနေဘလို့ပြန်ရှင်းတန်လာနိုင်မှာလဲဒါဟာမယုံနိုင်စရာကောင်းလို့အောင်ကြံငိုင်တဲ့ဇလန်းတစ်ပုဒ်ကိုစုံစမ်းစစ်ဆေးရတယ်လို့ပါပဲဟုတ်ပြီအီရန်ရဲ့တမိုင်းကိုတစ်ချက်ကြည့်လိုက်ရအောင်ထူးဆန်းတဲ့ပုံစံတစ်ခုကိုတွေ့ရလိမ့်မယ် BC 330မှာ Alexander လာသိန်းတယ်ပြီးတော့ယဉ်ကျေးမှုတွေအရေးပြော်သွားတယ် AD 657မှာ Arab တွေအတူတူပဲနောက်တော့ Genghis Khan တာမာလင်းအကုန်လုံးပဲသူတို့အားလုံးကဆွေရဲမှာတော့နိုင်သွားတာပေါ့ဒါပေမဲ့ထူးဆန်းတာကဘေဘီလုံတို့ Assyrian တို့လိုပျောက်ကွယ်သွားမဲ့အစားအီရန်ကသူ့ကိုနိုင်တဲ့သူတွေကိုယဉ်ကျေးမှုနဲ့ပြန်ပြီးတော့မျိုးချက်ပစ်လိုက်တယ်ဒါကသမိုင်းမှာထက်ခါဖြစ်ခဲ့တဲ့ပုံစံတစ်ခုဖြစ်နေတယ်အဲ့ဒီတော့သူတို့ရဲ့လူငွေချက်ကဘာများလဲအဖြေကိုရှာဖို့ရှေးအရန်ကြတဲ့သမိုင်းစီပြန်သွားပြီးသူတို့ရဲ့အဓိကလက်နက်ကဘာလဲဆိုတာကြည့်အောင်သူတို့ရဲ့လက်နက်ကအသွေးခေါ် system ပါပဲဒီမြင်ရဲ့သမိုင်းကတကယ်ကိုနက်နက်ရှိုင်းပဲလွန်ခဲ့တဲ့နှစ်9000လောက်ကတည်းကလူတွေရှိခဲ့လေ BC 23ရာစုမှဆိုအီလာမိုက်တွေကကမ္ဘာပထမဆုံးနိုင်ငံတကာစာချုပ်ကိုတောင်လက်မှတ်ထိုးခဲ့ကြတယ်လေ BC 1500လောက်ကြတော့အာရီယန်လက်ခေါ်ရဲ့အင်ဒိုအီရန်နယ်ဖွားတွေရောက်လာပြီးဒီမီကိုသူတို့မစ်ခေါ်တဲ့အတိုင်းပဲအာရီယန်လို့မီအီရန်ဆိုပြီးဖြစ်လာခဲ့တာပါဒီတော့ပြောချင်တာကအီရန်ရဲ့အထီးကလက်နက်ကဓာတ်တို့လန်တို့မဟုတ်ခဲ့ဘူးသူတို့ရဲ့တကယ်အစွမ်းထက်ဆုံးလက်နက်ကအတွေးခေါ်စနစ်ပဲသူတို့ရဲ့မပြောက်ပြက်နိုင်တဲ့အင်အားရဲ့အခြေခံအုံမြစ်ကတော်လန်ပြောလဲတဲ့တွေးခေါ်ပုံအတစ်တစ်ခုကနေလာတာပါအဲ့ဒီအတွေးခေါ်စနစ်က Zoroastrianism မှာပဲဒီယူဆရာဆိုရင်စစ်ကြောလာကြီးတစ်ခုလို့ဟာအလင်းရဲ့ဖျားသခင်အဟူရာမာစတာနဲ့အမောင်းရဲ့နဆိုအာရီမန်လူကြားကအဆုံးအဖြတ်စစ်ပွားကြီးတစ်ခုပေါ့ဒီတော့အီရန်လူမျိုးတယောက်ဖျားတာဆိုလားအလင်းဘက်ကတိုက်ခိုက်နေတဲ့စစ်တီတော်တယောက်ဖျားတာနဲ့အတူတူပဲဒီယူဆကသူတို့ကိုအကြီးအကျယ်စီလုံးစေခဲ့ပြီးတိကျတဲ့ရည်ရွယ်ချက်ကိုပေးခဲ့တယ်ဒီဘာသာတရားကနေမွေးဖွားလာတဲ့ကပ္ပကိုတော့ပြောင်းလဲပစ်ခဲ့တဲ့အယူဆကတော့အချိန်နဲ့ပတ်သက်တဲ့အမြင်ပဲအရင်ကလူတွေကအချိန်ကိုအထိတ်ပဲမရှိပဲလဲပတ်နေတဲ့စက်ဝိုင်းတစ်ခုလိုမြင်တယ်။ဒါပေမဲ့သူတို့ကအချိန်ဆိုတာအစားအလဲအဆုံးရှိတဲ့မြင်းဖြောင်းတစ်ခုဖြစ်သတ်မှတ်လိုက်တယ်။နောက်ဆုံးမှာတိုက်ပွဲကြီးတစ်ခုတရားစီရင်မှုတစ်ခုပြီးတော့ကဘာကြီးကိုတန်ဆင်ခြင်းဆိုတာတွေရှိမယ်ပေါ့။ဒီယူဆတဲ့ကနောက်ပိုင်းမှာ Jew, Christian နဲ့ Islam ဘာသာတွေပေါ်မှာအကြီးအကျယ်လွှမ်းမိုးခဲ့ပါတယ်။ကဲဒီလိုအစွမ်းထက်တဲ့အတွေ့အခေါ်ကိုလက်တွေ့အသုံးချခဲ့တဲ့ပထမဆုံး Persian Empire ကြီးအကြောင်းနဲ့သူတို့ရဲ့ပထမဆုံးအကြီးမားဆုံးစံတက်မှုကိုဘလို့ရင်ဆိုင်ခဲ့ရတယ်လဲဆိုတာစက်ကြည့်ကြရအောင် BC 950မှာ Cyrus the Great က Achaemenid Empire ကိုတည်ထောင်ခဲ့တယ်။အဲဒီတော့ကမ္ဘာလူရဲ့တဝက်လောက်ကိုအုပ်ချုပ်ခဲ့တာ။ဒါပေမဲ့အရင် Empire တွေလို့မဟုတ်ဘူး။သူတို့ကရက်ဆက်မအုပ်ချုပ်ဘူး။တိမ်ပိုက်ခံရတဲ့လူတွေကိုကြောင်လွန်ဘူးဖျားเจ้าတွေကိုမဖျက်ဆီးဘူး။လေးစားမှုကိုအခြေခံတဲ့အုပ်ချုပ်ရေးစနစ်ကိုတည်ထောင်ခဲ့တာ။ဒါပေမဲ့ BC 330မှာတော့ကပေးကြီးတစ်ခုဆက်ရောက်လာခဲ့တယ်။မက်ဆီဒိုနီးယားကဘုရင်အလက်ဆန်ဒါကအင်မတန်ခမ်းနားတဲ့မြို့တော်ပါဆက်ပိုလစ်ကိုမီးရှို့ဖျက်ဆီးလိုက်တယ်။ဒါဟာအီရန်ရဲ့နှစ်တစ်ထောင်သမိုင်းကိုအဆုံးသတ်လိုက်တယ်လို့ပါပဲ။အဲ့ဒီအချိန်မှာပဲအီရန်တွေရဲ့ရှင်တန်ရေးစနစ်ကပထမဆုံးကျင်းအလုပ်လုပ်တော့တာပဲ။ဟုတ်တယ်စီးရေးအရာတော့ရှုံးသွားတယ်။ဒါပေမဲ့ယဉ်ကျေးမှုအရာပြန့်နိုင်သွားတယ်။အွန်လိုင်းတို့အလန်ဆန်နာကိုယ်တိုင်ကပါရှန်ဝတ်စုံတွေဝတ်ပါရှန်နန်တွင်တလီတွေကိုကျင့်သုံးလာတယ်။ဂရိယဉ်ကျေးမှုကိုရှေးကြတဲ့အီရန်ယဉ်ကျေးမှုကတဖြည်းဖြည်းနဲ့ခြေဖြတ်သွားတယ်လို့ပဲဒီလိုစီးရမှရှုံးပြီးယဉ်ကျေးမှုနဲ့ပြအနာယူတဲ့ပုံစံကအီရန်တမိုင်းမှာထပ်ခါတလဲလဲဖြစ်လာမယ်အဓိကဇလန်တပုတ်ဖြစ်လာခဲ့ပါတယ်။ရှုံးလင်းခြင်းအမှုဖြစ်နေဖို့တောင်ပြောလို့ရမယ်။ Alexander နောက်ပိုင်းမှာတော့ပါထင်တို့ဆက်စနီတို့လိုအီရန်မိန်းဆက်တစ်တီပေါ်လာပြီးရောမအင်ပါယာနဲ့ရာစုပေါင်းများစွာစစ်တိုက်ခဲ့ကြတယ်။ဒါပေမဲ့ဒီအဆုံးမရှိတဲ့စစ်ပွဲတွေကြောင့်ဆက်စနီအင်ပါယာကြီးအားနည်းနေတုန်းမှာပဲတဲခန်တာယာတဲ့ကနေအင်အားစုအသစ်တစ်ခုထပ်ပေါ်လာတော့တယ်။ AD 650မှာအာရပ်တွေရဲ့သိမ်းပိုက်မှုကိုခင်ခဲ့ရပြန်အောင်အစ္စလမ်ဘာသာနဲ့အာရပ်စကားတွေဝင်လာခဲ့ပေမဲ့အီဂျစ်တို့ဆီးရီးယားတို့လိုအပြီးတိုင်အာရပ်ယဉ်ကျေးမှုတွေပျောက်ကွယ်မသွားခဲ့ဘူး။ယဉ်ကျေးမှုနဲ့ပြန်တိုက်ခဲ့တယ်။အာရပ်အုပ်စိုးသူတွေကပါရှန်အုပ်ချုပ်ရေးစနစ်တွေကိုပြန်သုံးလာကြတယ်။ဖာစီဘာသာစကားကလည်းရှင်သန်နေသေးပဲ။ကြပြားတွေတိပံပညာတွေနဲ့ပိုးလို့တောင်ဝေစားလာခဲ့သေးတယ်။ အာရပ်တွေနောက်မှာတော့
တကယ်ကဘာပြတ်မတဲ့ဘေးဆိုးကြီးတစ်ခုရောက်လာပြန်တယ်အဲ့ဒါကတော့ဂျင်ဂစ်ခန်ရဲ့မွန်ဂိုတွေပဲသူတို့ကမျိုးတွေကိုတိမ်ယုံတင်မကဘူးလူခေါင်းခွန်နေနဲ့မျိုးစင်းတွေတိဆောက်တဲ့ချီကိုရက်ဆက်ခဲ့ကြတာ ဒါပေမဲ့မယုံနိုင်စရာပဲအီရန်တို့ရဲ့ရှင်တန်ရေးရန်တရားကနောက်တစ်ခါအလုတ်လုတ်ပြန်ရောဒီလောက်ရက်ဆက်တဲ့မွန်ဂိုအုပ်စိုးသူတွေတောင်နောက်ဆုံးမှာအစ္စလမ်ဘာသာကိုကူးပြောင်းပါရှန်စကားကိုနိုင်ငံတော်ဘာသာဖြစ်သတ်မှတ်ပြီးခနာတဲ့ပါရှန်ပလီကြီးတွေဆောက်လုပ်တဲ့အထိအီရန်ယဉ်ကျေးမှုကိုပြန်လက်ချီးမြှောက်တဲ့သူတွေဖြစ်သွားကြတယ် ကဲအခုခေတ်သစ်ဘက်ကိုခုံကူးပြီးနိုင်ငံရဲ့လက်ရှိပုံလေးကိုပုံဖော်ခဲ့တဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကြောင့်ကိုကြည့်လိုက်ကြရအောင် 2005လိုက်တဲ့ခွန်းနှစ်မှာဆာဖဗစ်မင်ဆက်ကရှီယာအစ္စလာမ်ကိုနိုင်ငံတော်ဘာသာဖြစ်သတ်မှတ်လိုက်တယ်ဒါကတော်ရုံဆုံးဖြတ်ချက်မဟုတ်ဘူးဒါကအီရန်ကဆူနီများစုဖြစ်တဲ့အော်တိုမန်အင်ပါယာနဲ့ကျန်တဲ့အစ္စလမ်ကဘာကနေနိုင်ငံရေးအရာရောယဉ်ကျေးမှုရာပါတိကျဖြစ်သွားအောင်လုပ်လိုက်တဲ့ဗျူဟာမြောက်ဆုံးဖြတ်ချက်တစ်ခုပဲဒီဆုံးဖြတ်ချက်ကဒီနေ့အထိအရှိအလဲပိုင်းရဲ့နိုင်ငံရေးမိဘုံကိုပုံဖော်နေတော့မယ် 20ရာစုတွေကိုရောက်လာတဲ့အခါမှာတော့ကမ္ဘာတန်တမန်လောကကိုတုံလူစေခဲ့တဲ့အပြောင်းလဲတစ်ခုဖြစ်လာတယ်။အတိအကျပြောရရင်တနောက်ကောလ35ခုနှစ်မှာပေါ့။အဲဒီတော့ကခေါင်းဆောင် Reza Shah Pahlavi ရလုပ်ခဲ့တာပါ။ရာစုပေါင်းများစွာအနောက်နိုင်ငံတွေကအီရန်ကိုပါရှားလို့ခေါ်ခဲ့ကြတယ်။ဒီနာမည်က Greek ကနေလာတာ။ဥရောပမှာတော့ပါရှားဆိုရင်ပုံပြင်တွေကောစောတွေပြီးတော့နည်းနည်းခင်းနောက်ကြတဲ့နိုင်ငံတစ်ခုလိုမျိုးပုံဖော်ခံခဲ့ရတယ် ဒီအမြင်မှုရေဇာရှာပြောင်းကျင်ခဲ့တယ်ဒါကြောင့်1995မှာတကဘလုံးကိုသူတို့နိုင်ငံကိုပါရှားလို့မခေါ်ပဲသူတို့2000ချီပြီးခေါ်ခဲ့တဲ့နာမည်ရန်ဖြစ်တဲ့အီရန်လိုပဲခေါ်ဖို့တရားဝင်တောင်းဆိုခဲ့တယ်ဒါကနာမည်ပြောင်းတာမဟုတ်ဘူးနော်ဒါကငါတို့ကခင်းနောက်ကြတဲ့ကိုလိုနီမဟုတ်ဘူးရှေးကြတဲ့အမြင့်တွေနဲ့ခင်မိပြီးအားကောင်းတဲ့နိုင်ငံဖြစ်တဲ့ဆိုတဲ့နိုင်ငံရေးကြီးညာချက်တစ်ခုပါပဲအဆုံးသတ်အနေနဲ့အီရန်နဲ့ပါရှားဆိုတဲ့နာမည်တစ်ခုကြားကခေတ်တဲ့အမတ်တညာတိုင်ပွဲအကြောင်းကိုကြည့်လိုက်ရအောင်ဒီနေ့ခေတ်မှာတကယ်ကိုအံ့ဩစရာကောင်းတဲ့ခြေအနေတစ်ခုကိုတွေ့ရတယ်။အီရန်ဆိုတဲ့စကားလုံးကိုကြားလိုက်ရင်နိုင်ငံရေးတင်းမာမှုတွေပိတ်ဆို့ရေးယူမှုတွေမကောင်းတဲ့သတင်းတွေကိုပြင်းပြင်းကြတယ်။ပါရှားဆိုတဲ့စကားလုံးကိုကြားလိုက်ရင်တော့ပျောက်ဆုံးသွားတဲ့ခန္ဓာမှုတွေကြရစန္ဒတွေပြန်တန်းနေတဲ့ကော်စောတွေလိုစိတ်ကူးရင်ဆန်တဲ့ຢာတွေကိုမြင်ကြောင်ကြတယ်။နံပါတ်2ခုမြေရင်းနေရာထဲမှာတည်ရှိနေတဲ့အမတ်တညာတိုက်ပွဲတစ်ခုပေါ့။နှစ်ပေါင်း9000လောက်ကျူးကျော်သူတွေကိုမျိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက်မှာအီရန်ရဲ့အကြီးမားဆုံးအမတ်တညာတိုက်ပွဲကအခုချိန်မှာဖြစ်နေတာများလားကဘာကြီးကသူတို့ကိုဘယ်လိုမြင်တယ်လဲဆိုတဲ့အပေါ်မှာတိတ်ဆိတ်ပြီးမြင်နိုင်တဲ့စစ်ပွဲတစ်ခုကိုတိုက်နေရတာများလားဒီရှေ့ကြတဲ့ယဉ်ကျေးမှုကြီးရဲ့ဇလံကဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့စက်ပြီးတွေးတော့စရာပဟီလီတစ်ခုအဖြစ်ကျန်နေအောင်မှာပါပဲ